စီအစဉ်ကိုမစတင်ခင်မှာဒီဇာကားရဲ့နာမည်ကဘာဖြစ်လို့ Cult of Chucky ဖြစ်နေရတာလဲဆိုတာကိုအရင်ပြောပြချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဇာကားထဲမှာကျွန်တော်တို့ဟာ Chucky တကောင်းတည်းတွေမဟုတ်ပဲအများကြီးကိုတွေ့နေရတော့မှာမို့လို့ပါ။အရင်ဇာကားဖြစ်တဲ့ Curse of Chucky မှာတော့ကစိတ်တသားလူသက်သမားတစ်ယောက်ဟာအမျိုးသမီးတစ်ယောက်ကိုအယမ်းဆွဲလန်းခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကညင်းပယ်လိုက်တဲ့အခါမှာတော့အဲ့ဒီလူသက်သမားဟာသူ့မကိုရုပ်ပိုင်းဆိုင်ရာအရာရရက်ဆက်ဆက်နှိပ်စက်ခဲ့ပါတယ်။နောက်ဆုံးသူတေကာနီးအချိန်မှာတော့သူ့ရဲ့ဝိညာဉ်ကို good guy လို့ခေါ်တဲ့ကလေးကစားစရာအယုတ်သေးကိုကူးပြောင်းထည့်သွင်းလိုက်ပါတော့တယ်။အဲ့ဒါကတော့ဒီဇာကာရဲ့လူချမ်းကြီးပေါ့။ဇလန်အစာမှာတော့မျောစင်ကြီးတစ်ခုကိုပြသရင်စတင်လာပါတယ်။အဲ့ဒီအဆောက်အဦထဲမှာသူတငယ်ချင်းနဲ့အတူရောက်နေတဲ့လူငယ်လေးတစ်ယောက်ကိုတွေ့ရပါမယ်။သူ့နာမည်ကတော့အန်ဒီပါ။အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်ဟာတခုခုကိုအလေးအနက်ဆွေးနွေးနေကြတာပါ။အန်ဒီနဲ့အဲ့ဒီမိန်းကလေးဟာအခုမှပထမဦးဆုံးအချိန်စုံပူးပါဖြစ်တဲ့အတွက်မိန်းကလေးကသူ့အကြောင်းဘာမှမသိသေးပါဘူး။ဒါပေမဲ့အန်ဒီစီမှာတနက်တွေအများကြီးရှိနေတာကိုသူမသိသွားတဲ့အခါအန်ဒီကဒါရီဟာသူ့ရဲ့လုံခြုံရေးအတွက်ထားတာလို့ပြန်ပြောပြပါတယ်။အဲ့ဒီအခါမှာမိန်းကလေးကတနက်တွေဒီလောက်တောင်အများကြီးထားရအောင်နင်းရဲ့အတိတ်ကတကယ်ပဲအဲ့ဒီလောက်တောင်မှောင်ထိန်နေလို့လားဆိုပြီးမေးခွန်းထုတ်လာပါတော့တယ်။ဒီနေရာမှာအန်ဒီဟာသူငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ချက်ခီရဲ့တပ်ဖြတ်မှုတွေနဲ့ထိတ်လန့်စရာလူတပ်ပွေးတွေအကြောင်းကိုပြောပြပါတော့တယ်။အဲ့ဒါတွေကိုကြားလိုက်တဲ့အခါမိန်းကလေးဟာတကယ်ပဲကြောက်လန့်သွားပြီးအန်ဒီရဲ့အတိတ်ဟာမှောင်တိုက်ယုံတွေမကဘူးစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေမှသိသွားပါတော့တယ်။ဒါနဲ့ပဲသူမဟာအန်ဒီကိုအဲ့ဒီမှာတင်ထားခဲ့ပြီးထွက်သွားပါတော့တယ်။သူမထွက်သွားပြီးနောက်မှာတော့အန်ဒီဟာမြို့နဲ့ဝေးတဲ့တောထဲကအိမ်လေးတစ်လုံးကိုပြန်လာခဲ့ပါတယ်။အဲ့ဒီနောက်အန်ဒီဟာလွှဲဝတ်တတာတစ်ခုကိုဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာဒဏ်ရာတွေနဲ့ချက်ခီရဲ့ခေါင်းပြက်ကြီးကိုတင်ထားတာတွေ့ရပါလိမ့်မယ်။တကယ်တော့အန်ဒီကိုယ်တိုင်ကပဲချက်ခီကိုတနတ်နဲ့ပစ်ပြီးသူ့ရဲ့ပြစ်ဒဏ်အဖြစ်ဒီထဲမှာပိတ်လောင်ထားတာပါ။ထူးဆန်းတာကချက်ခီရဲ့ခေါင်းပြက်ဟာအခုထိအသက်ရှင်နေတော့မှာပဲ။အခုဆိုရင်အန်ဒီနဲ့ချက်ခီဟာတငယ်ချင်းတွေလိုဖြစ်နေပြီးနှစ်ယောက်သားအတူတူဆေးလိပ်တောင်းနေတဲ့အချိန်ဖြုံနေကြပါပြီ။အန်ဒီကချက်ခီကိုဆေးလိပ်တိုင်းနေတော့မှာပဲ။ရုတ်တရက်ချက်ခီကသူ့ကိုလန့်အောင်လုပ်လိုက်ပါတယ်။ဒါကိုအန်ဒီကဒေါသထွက်သွားပြီးမီးရှို့ပြီးတော့ပြန်နှိပ်စက်ပါတော့တယ်။ချက်ကြီးခမရလဲနာကျင်လို့အတန်ကုန်အော်ဟစ်နေရရှာတာပေါ့နောက်ထပ်ဇဝင်ခန်းတစ်ခုမှာတော့ဆေးရုံတစ်ခုတည်းကနီကာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကိုတွေ့ရပါမယ်နီကာဆိုတာကတော့ဟိုစိတ်တစလူသက်သမားချက်ကြီးသဘောကျခဲ့တဲ့အမျိုးသမီးရဲ့သမီးပေါ့ဗျာနီကာဟာငယ်စဉ်ကလေးကခါအောက်ပိုင်းတင်းနေတဲ့သူတစ်ယောက်ဖြစ်ပြီးဒါဟာလည်းတခြားသူကြောင့်မဟုတ်ပဲချက်ကြီးရဲ့လက်ချက်ကြောင့်ပဲဖြစ်ပါတယ်ချက်ကြီးဟာနီကာနဲ့သူမရဲ့သူမလီကိုလွဲလို့ကျန်းတဲ့မိသားစုပဲအားလုံးကိုတက်ဖြတ်ထဲတာပါဒါပေမဲ့အပြင်လောကမှာတော့နီကာဟာစိတ်မနှံ့တဲ့သူတစ်ယောက်ဖြစ်ပြီးသူမကိုယ်တိုင်ပဲမိသားစုကိုတတ်ထည့်တယ်လို့အများကထင်နေကြပါတယ်။ဆိုလိုတာကတော့မိသားစုဝင်တွေတည်ဆုံမှုအတွက်နီကာဟာမတရားဆွဆွဲခံရလိုက်ရတာပေါ့။နီကာဟာဆေးကုသမှုခံယူနေရတာ4နှစ်တောင်ရှိသွားပါပြီ။ဆရာဝန်တစ်ယောက်ဟာနီကာရဲ့မိသားစုကိုချက်ကြီးအယုတ်ကတတ်တာမဟုတ်ဘဲနီကာကိုယ်တိုင်တတ်ခဲ့တာပါလို့ဝန်ခံလာအောင်အတင်းအကျပ်ဖိအားပေးနေခဲ့ပါတယ်။ဒီလောက်တောင်နှိမ့်ဆက်ခံရတဲ့အဆုံးမှာလို့နီကာဟာစိတ်ပြက်ပြီးသူမပဲတက်ခဲ့တာပါလို့လင်းညာဝန်ခံလိုက်ပါတော့တယ်။အဲ့ဒီလိုဝန်ခံပြီးတဲ့နောက်မှာတော့သူမကိုစိတ်ကြမ်းမှရေကြီးဟန်တစ်ခုကိုတိုက်ရိုက်ပို့လိုက်ပါတယ်။အဲ့ဒီမှာတော့နီကာဟာတခြားစိတ်ဝေဒနာရှင်တွေနဲ့အတူနေထိုင်ရတာပေါ့။ဆရာဝန်ကနီကာဟာချက်ကြီးအယုတ်ကိုမြင်ရင်တုံ့လုံမှုရှိမရှိစမ်းသပ်ဖို့အတွက်ချက်ကြီးအယုတ်တရုတ်ကိုသူတို့ရှေ့ယူလာပြပါတယ်။ဒါပေမဲ့နီကာကတော့ဘာတုံ့ပြန်မှုမှမလွတ်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာကိုကလေးကိုရရက်ဆက်ဆက်တက်ဖြစ်လို့ယူဆွန်နေတဲ့အမျိုးသမီးတစ်ယောက်ကတော့ချက်ကြီးအယုတ်ကိုမြင်တာနဲ့ဒါငါကလေးလေးပဲဆိုပြီးယူညင်ပွေ့ပိုက်လိုက်ပါတော့တယ်။တရက်မှာတော့နီကာစီကိုအမျိုးသမီးတစ်ယောက်ရောက်လာပါတယ်။သူမကတော့တစ်ဖနီပါပဲ။တစ်ဖနီဆိုတာကတော့ချက်ကြီးအယုတ်ကိုနေရာအညံ့ပို့ဆောင်ပေးပြီးလူသက်ခိုင်းနေတဲ့နောက်ွယ်မှာရှိတဲ့လက်တဲ့တရက်ခံပေါ့ဗျာ။တစ်ဖနီကသူမဟာနီကာရဲ့တူမလေးရဲ့အုပ်ချုံသူပါလို့မိတ်ဆက်လိုက်ပါတယ်။နီကာကသူမရဲ့တူမလေးအခြေအနေကိုစိုးရိမ်ကြီးမေးလိုက်တဲ့အခါမှာတော့တစ်ဖနီကအေးခေးဆေးဆေးပဲပြန်ဖြေပါတယ်။အဲ့ဒီကလေးမလေးကတော့ဒီလောကမှာမရှိတော့ဘူးသူမကိုအဆုံးစီရင်သွားပြီတဲ့ဒီသတင်းစိုးကိုကြားလိုက်တဲ့အခါမှာတော့နီကာတယောက်တကယ်ပဲစိတ်နှလုံးကြေကွဲသွားပါတော့တယ်နီကာအတွက်တော့သူမရဲ့မိသားစုထဲမှာနောက်ဆုံးကြံရစ်တဲ့တူမလေးတောင်မရှိတော့ဘူးဆိုတော့လောကမှာသူမရဲ့နာကျင်မှုကိုနားလည်ပြီးမဲ့သူတယောက်မှမရှိတော့ပဲတကူတည်းအထီးကျန်သွားခဲ့ပါပြီအဲ့ဒီအချိန်မှာတစ်ဖနီကနီကာကိုနေ့တူမလေးကနေ့အတွက်အမှတ်တရပစ္စည်းလေးတစ်ခုတော့ထားခဲ့သေးတယ်ဆိုပြီး good guy checky အယုတ်ကိုလက်ထဲထည့်ပြီးထွက်သွားပါတယ်။ဒါပေမဲ့နီကာကတော့အဲ့ဒီအယုတ်ကိုစိတ်မဝင်စားတဲ့အတွက်ဆရာဝန်ကိုပဲပြန်ပေးလိုက်ပါတယ်။အခုဆိုရင်ဒီကေဟာထဲမှာ checky အယုတ်က2ယုတ်တောင်ရှိနေပါပြီ။တစ်ယုတ်ကတော့ဟိုအယုံမကြီးစီမှာရှိပြီးနောက်တစ်ယုတ်ကတော့ Tiffany ခုနကပေးခဲ့တဲ့အယုတ်ကိုတကယ်တော့ Tiffany နီကာလက်ထဲထည့်ပေးခဲ့တဲ့အယုတ်ကမှတကယ်အစ်စ်အမှန် checky ဖြစ်နေတာပါ။ညရောက်တဲ့အခါမှာတော့ချက်ကြီးရဲ့တပ်ပွဲကြီးစတင်ပါတော့တယ်။ချက်ကြီးဟာသူ့ရဲ့ပြစ်မှတ်ဖြစ်တဲ့နီကာကြီးကိုဓာတ်တစ်ချောင်းကင်ပြီးတရွတ်တိုက်ရှောင်လာခဲ့ပါတယ်။လမ်းမှာအမျိုးသမီးတစ်ယောက်နဲ့ဆုံတော့ချက်ကြီးကနီကာအခန်းဘဲမှာလဲလို့မေးပြီးနောက်တစ်ယောက်ကနေမဲလို့တောင်ချင်းချောက်သွားပါသေးတယ်။ဒါပေမဲ့ချက်ကြီးနီကာအခန်းထဲရောက်သွားတဲ့အခါမှာတော့သူ့ကိုယ်တိုင်တော့အံ့ဩသွားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့နီကာဟာ
တူမရဲ့တေဆုံးမှုအတွက်ကိုအပြစ်တင်ပြီးနန်းကျိုးတစ်ချောင်းနဲ့တူမရဲ့လက်ကလုတ်ကိုလှီးပြီးအဆုံးစီရင်ဖို့ကြိုးစားနေလို့ပါပဲနောက်တနေ့မနက်နိုးလာတဲ့အခါမှာတော့တူမရဲ့ဒဏ်ရာကိုတစုံတစ်ယောက်ကပြန်ချုပ်ပေးထားတာကိုတွေ့ပြီးမှင်တက်သွားရပါတယ်ပြီးတော့အောက်ခြေမှာလည်းတူမရဲ့သွေးတွေနဲ့ not so fast ဆိုလိုတာကမလောပါနဲ့အောင်ဆိုလဲစာသားကြီးကိုရေးထားတာတွေ့လိုက်ရပါတယ်ဒါဟာတခြားသူမဟုတ်ပါဘူးချက်ကြီးကိုယ်တိုင်လှုပ်ထားတာပါချက်ကြီးဟာနီကကိုမတတ်သေးပေမဲ့လမ်းမှာတွေ့ခဲ့တဲ့အမျိုးသမီးကိုတော့နီကအဆုံးစီရင်ဖို့တုံးခဲ့တဲ့နန်းကျိုးနယ်ပဲရရက်ဆက်ဆက်တတ်ပစ်လိုက်ပါတယ်လူတိုင်းကတော့ဒါကိုတတ်သေးတယ်လို့ပဲထင်နေကြပြီမဲ့နီကတော့ဒါကတတ်သေးတာမဟုတ်ဘဲနောက်ွယ်မှာတခုခုရှိနေပြီဆိုတာကိုယဉ်မိနေပါပြီအဲ့ဒီနောက်မှာတော့ကျွန်တော်တို့ဟာချက်ကြီးရဲ့ခေါင်းပြက်ကြီးကိုကင်ထားတဲ့အန်ဒီကိုပြန်တွေ့ရပါတယ်အန်ဒီဟာချက်ကြီးရဲ့ခေါင်းကိုယူပြီးနီကကိုကုတာပေးနေတဲ့ဆရာဝန်စီကိုဦးတည်သွားနေပါပြီ။အန်ဒီကဆရာဝန်ကိုနီကမှာအပြစ်မရှိပါဘူး။ချက်ကြီးကအခုထိအသက်ရှင်နေတော့ပဲ။သူမတည်သေးဘူးလို့အတင်းပြောပြီးမယ်။ဆရာဝန်ကတော့အန်ဒီဟာနီကကိုကူညီလုံးလို့လိန်ပြောနေတာလို့ပဲထင်နေပါတယ်။ဒါကြောင့်လဲဆရာဝန်ကအန်ဒီစကားကိုလုံးဝအယုံကြည်မရှိခဲ့ပါဘူး။တစ်ဖက်မှာလဲနီကဟာတီဖနီပေးသွားတဲ့အယုတ်ကတကယ်အစ်စ်အမှန်ချက်ကြီးဆိုတာကိုရင့်မိလာပါတယ်။ဆရာဝန်ကအဲ့ဒီအယုတ်ရဲ့လက်ချောင်းတွေကိုမီးနဲ့ရှို့ပြီးစမ်းသပ်ကြည့်ပေမဲ့အယုတ်ကဘာမှတုံ့ပြန်မှုမရှိပါဘူး။အဲ့ဒီခါမှာနီကာကချက်ကြီးဟာသူ့ရဲ့ဝိညာဉ်ကိုဒီအယုတ်ထဲကနေဟိုအယူမကြီးရှိမှရှိတဲ့အယုတ်ကိုကူးပြောင်းသွားတာချက်နိုင်တယ်လို့ပြောလိုက်ပါတယ်။ကိုယ်ကလေးကိုတတ်ထဲတဲ့ဟိုအယူမကြီးကတော့ချက်ကြီးကိုသူမရဲ့ကလေးလိုပဲထင်ပြီးပွေ့ချီသွားပါတယ်။နီကာကပဒင်းပေါက်ကနေလှမ်းကြည့်နေတော့မှပဲချက်ကြီးကသူမကိုလှောင်ပြုံးပြပြီးသူ့ကိုယ်သူထုတ်ဖော်ပြတလိုက်ပါတော့တယ်။အဲ့ဒီချိန်မှာပဲဂေဟာတဲကမိန်းကလေးတယောက်ဟာချက်ကြီးအယုတ်ကိုအမိုက်ပုံးနဲ့သွားပစ်ဖို့လုပ်နေတော့အယုတ်ကသူမရဲ့လက်ကိုကိုက်လိုက်ပါတယ်။သူမရဲ့အော်တန်ကြောင့်ဆရာဝန်ရောက်လာပြီးမြဲဒါချက်ကြီးလောက်တာပါ။သူကျမကိုကိုက်တယ်ဆိုတဲ့စကားကိုဆရာဝန်ကမယုံပါဘူး။ဒီမိန်းကလေးတော့ယူနေပြီ။သူ့ဘာသာသူကိုက်ပြီးငါတို့ကိုလာနှောက်နေတာလို့ထင်ပြီးသူမကိုကုတယ်မှာကျိုးနဲ့တုံလောင်ထားလိုက်ပါတော့တယ်။ဒီနေရာမှာစဉ်းစားစရာရှိတာကချက်ကြီးကတကောင်တည်းဆိုရင်တခြားအယုတ်တွေကဘလို့လို့အသက်ဝင်နေရတာလဲ။တကယ်တော့အဲ့ဒီမှာရှိတဲ့ချက်ကြီးအယုတ်အားလုံးဟာအသက်ဝင်နေကြတာပါ။ဘာဖြစ်လို့လဲဆိုတဲ့နောက်ွယ်မှာရှိတဲ့လူဖွင့်ကြီးကိုတော့ချက်ကြီးကိုယ်တိုင်နောက်ပိုင်းမှာထုတ်ပြောပြသွားပါလိမ့်မယ်။ဆရာဝန်ထွက်သွားတဲ့နောက်မှာတော့ချက်ကြီးဟာ gas O တစ်လုံးကိုယူပြီးကုတယ်မှာတုံနှောင်ထားရတဲ့အမျိုးသမီးရဲ့အခန်းထဲကိုရောက်သွားပါတယ်။ချက်ကြီးကအဲ့ဒီ gas O ကိုချန်ပီယံပေါ်ရိုက်ချလိုက်တဲ့အခါအပေါ်ကမှန်ချက်ကြီးကွဲကြလာပြီးသူမရဲ့ခေါင်းကိုကိုယ်ထဲကနေပြတ်ထွက်သွားစေခဲ့ပါတယ်။ဒီလူတက်မှုတဲ့အကြောင်းအန်ဒီတိသွားတဲ့အခါမှာတော့သူတော်တော်လေးစိတ်ရှုပ်သွားပါတယ်။တကယ်အစ်စ်အမှန်ချက်ကြီးခေါင်းပြက်ကငါလက်ထဲမှာရှိနေတာပဲ။ဒါဆိုဟိုမှာဘသူကလူတွေလိုက်တတ်နေတာလဲဆိုပြီးပေါ့။အဲ့ဒီချိန်မှာပဲအန်တီလက်ထဲမှာရှိတဲ့ချက်ကြီးခေါင်းပြက်ကငါကတယောက်တည်းပဲရှိတာပါလို့လှောင်ပြုံးနဲ့ပြောလိုက်တဲ့အခါအန်တီခေါင်းထဲကိုအကြံတစ်ခုရလာပါတယ်။အဲ့ဒါကတော့သပင်အတိုးနဲ့ချက်ကြီးအယုတ်တစ်တရုတ်ကိုဟိုစိတ်ကြားမရေးဆေးရုံစီကိုပါဆယ်ပို့ခိုင်းလိုက်ပြီးသူကိုယ်တိုင်လည်းကားမောင်းပြီးအဲ့ဒီဆေးရုံစီကိုထွက်လာခဲ့ပါတော့တယ်။ဆေးရုံမှာတော့နီကာကဆရာဝန်ကိုဒီမှာရှိနေတဲ့ချက်ကြီးအယုတ်နှစ်ရုံလုံးကအသက်ဝင်နေတာမှန်ကွဲစာမှန်ပြီးတေသွားတဲ့အမျိုးသမီးကိုလည်းချက်ကြီးကပဲတတ်လိုက်တာလို့အတင်းပြောနေပြီးမြင့်ဆရာဝန်ကတော့နီကာစကားတွေကိုကလီးကစားသလိုပဲသဘောချပြီးလစ်လျူရှုထားပါတယ်။ဒါဒီမကသေးဘူးဆရာဝန်ကနီကာကို hypnotize လုပ်ပြီးဒီလူတက်မှုအားလုံးကိုနင်ကိုယ်တိုင်ပဲလုပ်ခဲ့တာပါလို့အတင်းယုံကြည်အောင်ရိုက်သွင်းနေပါသေးတယ်။အဲ့ဒီဆရာဝန်ရောက်ခါနီကာကိုကိုထိလက်ရောက်နှောက်ယှက်ဖို့ကြိုးစားနေတော့ပါပဲချက်ကြီးကဆရာဝန်ရဲ့ခေါင်းကိုပလင်းနဲ့ရိုက်ပြီးတတိမမေ့သွားအောင်လုပ်လိုက်ပါတယ်။ဒီနေရာမှာချက်ကြီးကနီကာကိုရွေးချယ်စရာတစ်ခုပေးလာပါတယ်။သူကနီကာလက်ထဲကိုမှန်စတစ်ခုထည့်ပေးပြီးဒီဆရာဝန်ကိုနင်ကိုယ်တိုင်တပ်ပစ်လိုက်ပြီးရင်ငါတို့အဖွဲ့တဲကိုဝင်ခဲလို့ကမ်းလှမ်းလိုက်ပါတယ်။ဒါပေမဲ့နီကာကတော့အဲ့ဒီအချိန်မှလည်းတတိမမေ့သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအန်တီစီကိုတီဖနီစီကဖုံးဝင်လာပါတယ်။သူမကလည်းအန်တီကိုငါအဖွဲထဲဝင်ခဲ့ပါလို့လှောင်ပြီးကမ်းလှမ်းတယ်လို့အန်တီဘာလို့အောင်မြင်မှာမဟုတ်ဘူးလို့ပါပြောသွားပါတယ်။ထူးဆန်းတာကချက်ကြီးကိုသူမရဲ့ကလေးလိုတိတ်နေတဲ့အမျိုးသမီးကြီးဟာလေချက်ကြီးကိုတတ်ပြီးမြင်မြုပ်ပေးပါတယ်။ညဘက်မှာတော့အန်တီဆေးရုံကိုရောက်လာပြီးမြင်လုံခြုံရေးတွေကအထက်ပေးမဝင်တဲ့အတွက်စိတ်တိုးပြီးလုံခြုံရေးကိုထိုးချိတ်လိုက်လို့အန်တီကိုယ်တိုင်လည်းအချုပ်ခန်းထဲရောက်သွားပါတော့တယ်။အန်တီပို့လိုက်တဲ့ချက်ကြီးအယုတ်တက်ကဆရာဝန်စီကိုရောက်လာတယ်လို့မြေမြုပ်ထားတဲ့ချက်ကြီးကလည်းမြေကြီးတွေကပြန်ထွက်လာပြီးသူ့ကိုတတ်ထဲတဲ့အမျိုးသမီးကြီးစီပြန်ရောက်သွားပါတယ်။ဒီတစ်ခါတော့ချက်ကြီးကသူမကိုအယမ်းရက်ဆက်တဲ့နီလန်းနဲ့တတ်ပစ်လိုက်ပါတယ်။ပြီးတော့သူမရဲ့ပါဇက်ထဲကိုသူ့လက်ကြီးထိုးထည့်ထားပြီးဒီအမျိုးသမီးဟာလေကိုတတ်တယ်သွားစရာဖန်တီးလိုက်ပါတော့တယ်။ဒါကြောင့်ပဲလူတိုင်းကဒါကိုလေထုံးစံအတိုင်းတတ်တယ်မှုမဲလို့ထင်နေကြပြန်ပါတယ်။နီကကိုကျိုးနဲ့တုတ်ထားတဲ့အခန်းထဲကိုဆရာဝန်ရောက်လာတဲ့အခါနီကကျမကိုချက်ကြီးကဒီလိုလုတ်သွားတာလို့ပြောပြီးမြဲဆရာဝန်ကမယုံပါဘူး။အဲ့ဒီအချိန်မှာပဲချက်ကြီးကဆရာဝန်ရဲ့ခေါင်းကိုထပ်မံတိုက်ခိုက်ပြီးတတိမေသွားအောင်လုပ်လိုက်ပြန်ပါတယ်။ချက်ကြီးကနီကကိုဒီဆရာဝန်ကိုတတ်ပြီးငါတို့အဖွဲ့ထဲဝင်ဖို့နောက်ဆုံးအခွင့်အရေးအနေနဲ့ထပ်မံကမ်းလှမ်းပြီးမြဲနီကတော့ပြက်ပြက်သားသားပဲညှင်းဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လက်တစ်ဖက်ပြက်နေတဲ့နောက်ထပ်ချက်ကြီးတစ်ကောင်ရောက်လာပြီးအန်ဒီဒီဆေးရုံကိုရောက်နေပြီဖြစ်ကြောင်းသတင်းပေးပါတယ်။အဲ့ဒီမှာချက်ကြီးဟာအန်ဒီပို့လိုက်တဲ့စပင်တူနဲ့အယုတ်ကိုလည်းတွေ့သွားပါတယ်။
ချက်ကီကမော်ကာတာအချုပ်ကိုရွတ်ဆိုလိုက်တဲ့အခါမှာတော့အဲ့ဒီစပင်းတူနဲ့အယုတ်ဟာလည်းရုတ်တရက်အသက်ဝင်လာပြီးထရက်လိုက်ပါတော့တယ်အခုဆိုရင်ချက်ကီ3ကောင်ကနီကကိုဝိုင်းထားကြပါပြီဒီနေရာမှာချက်ကီကသူ့ရဲ့လွှဲခွက်ချက်ကိုဖွင့်ခလိုက်ပါတယ်ငါဟာအယုတ်တွေကိုတင်မကလူတွေကိုပါပုတ်ကန်နိုင်တဲ့မော်အတက်ကိုတင်ယူထားတာငါရဲ့ဝิญဉ်ခွေးတွေကိုတခြားအယုတ်တွေထဲထည့်လို့ရတယ်တဲ့သူကဆက်ပြောပါသေးတယ်နီကရဲ့တူမလေးကိုလည်းသူပဲပုတ်ကတ်ခဲ့တာဖြစ်ပြီးအဲ့ဒီကလေးမလေးဟာလူအများကြီးကိုတတ်ခဲ့ပြီးနဲ့ပလန်လေခုခံမှုတွေကြောင့်တေဆုံးသွားကြရတာပါတဲ့ဒါဆိုအန်ဒီစီမှာရှိတဲ့မျက်နှာမှာအချုပ်ရာတွေနဲ့ခေါင်းပြက်ကြီးကတော့မူလအစ်စ်အမှန်ချက်ကီးရဲ့ခေါင်းပေါ်ရအဲ့ဒီအချိန်မှာဆရာဝန်တယောက်ရောက်လာတာနဲ့ချက်ကီး3ကောင်လုံးကဝိုင်းတိုက်ခိုက်ပြီးတပ်ပစ်လိုက်ကြပါတယ်စပင်တိုနဲ့ချက်ကီကတော့ဒီလိုတက်ရတာကိုတကယ်ကိုအားရပါရပြောနေတာဗျာပြီးတော့သူတို့3ကောင်ဟာအန်ဒီကိုဘသူကသွားတတ်မလဲဆိုတာတိုင်ပင်ကြပြီးစပင်တိုတဲ့တောင်လေးကိုပဲဒီတာဝန်ပေးလိုက်ကြပါတယ်ဆေးရုံအပြင်ဘက်မှာတော့လုံခြုံရေးဂိတ်နားမှာကားတစ်စီးရပ်ထားတာကိုဝန်ထမ်းတအုပ်တွေ့လိုက်ရပါတယ်သူကကားလေးကိုလှမ်းကြည့်လိုက်တော့တစ်ဖက်နီအယုတ်ကြီးကိုတွေ့လိုက်ရပြီးအဲ့ဒီအချိန်မှာပဲနောက်ကနေတစ်ဖက်နီကိုယ်တိုင်ရောက်လာပြီးလုံခြုံရေးရဲ့လေပင်ကိုရက်ဆက်လှေးပြက်တက်ပြက်လိုက်ပါတယ်ဒီလိုတက်ဖြတ်ရတာဟာတစ်ဖက်နီအတွက်တော့တကယ်ကိုအရသာရှိရဲ့အလုပ်တစ်ခုပေါ့နီကာကငါ့ကိုတတ်လိုက်ပါတော့လို့တောင်းပန်တဲ့အခါချက်ကီကငါနင့်ကိုမတတ်ဘူးတတ်ဖို့လည်းစိတ်မကူးထားဘူးဘာလို့လဲဆိုတော့နင့်အတွက်ပိုပြီးကြောက်စရာကောင်းတဲ့ကျင်စာတစ်ခုငါပြင်ဆင်ထားလို့ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ချက်ကီဟာနီကာကိုမကောင်းဆိုးဝါငေါ်ကာတာတွေနဲ့ရွတ်ဆိုပြီးသူမရဲ့ခန္ဓာကိုယ်ကိုသိမ့်ပိုက်လိုက်ပါတော့တယ်နီကာခန္ဓာကိုယ်ရဲ့ကိုချက်ကီရဲ့ဝိညာဉ်ရောက်သွားတဲ့အခါမှာတော့အန်ဩစရာကောင်းတာကတည်နေတဲ့သူမရဲ့ခြေထောက်တွေဟာပြန်လဲအသက်ဝင်လာပြီးသူမဟာလမ်းထရှောက်နိုင်သွားပါတယ်အခုဆိုရင်ချက်ကီဟာနီကာကိုအပိုင်စီးသွားပါပြီနီကာကိုယ်ကချက်ကီဟာဟိုရုံမာတဲ့ဆရာဝန်ကိုတပ်ပစ်ရယုံတင်မကတည်သွားတဲ့ဆရာဝန်ရဲ့ခေါင်းကိုပါရက်ဆက်နင်းချေပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့နီကာအဒါမမဟုတ်ချက်ကီဝင်ပူးထားတဲ့သူဟာတခြားလူနာတယောက်စီသွားပြီးလက်တစ်ဖက်ပြက်နေတဲ့ချက်ကီနဲ့အတူအဲ့ဒီလူနာရဲ့ခေါင်းနောက်စိတ်ကနေမျက်လုံးပေါက်အထိလွန်ပူးနဲ့ဖောက်ထွက်အောင်တပ်ပစ်ကြပါတယ်တစ်ဖက်မှာလည်းစပင်တော့တဲ့ချက်ကီဟာအန်ဒီစီကိုတွားပြီးသူ့ရဲ့ခြေထောက်ကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်ဒါပေမဲ့အန်ဒီကအရှုံးမပေးဘဲအဲ့ဒီချက်ကီကိုပြန်လဲထိန်းချုပ်ပြီးချက်ကီရဲ့ဘိုက်ထဲမှာခွက်ထားတဲ့တနက်ကိုပြန်ထောက်လိုက်ပါတယ်အန်ဒီဟာအဲ့ဒီချက်ကီကိုပြစ်တက်ပြီးခေါင်းကိုပါနင်းချေဖျက်ဆီးပစ်တဲ့အချိန်မှာပဲချက်ကီဝင်ပူးထားတဲ့နီကာရောက်လာပါတယ်နီကာကိုယ်ကချက်ကီကငါ့ကိုပြစ်ရင်ဒီမိန်းကလေးပါတေမာနော်လို့ချင်းချောက်ပေးမယ်အန်ဒီကတော့ဂယုမဆိုင်ပဲမောင်းပြုတ်လိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲတနက်ထဲမှာကြည်စံကုန်နေခဲ့ပါတယ်နီကာဟာအန်ဒီကိုအဲ့ဒီအချုပ်ခန်းထဲမှာပဲတောက်ခတ်ပိလောင်ထားခဲ့ပြီးထွက်သွားပါတော့တယ်ဒီတော့ဒီဆေးရုံမှာဖြစ်ခဲ့တဲ့လူသက်မှုအားလုံးအတွက်အန်ဒီပဲတရားတခါအဖြစ်အဆွတ်ဆွဲခံရတော့မှာပေါ့ဗျာအပြင်ရောက်တဲ့အခါမှာတော့နီကာကိုတဖက်နီကကားနဲ့လာကြပါတယ်သူတို့ညောင်ဟာနီကာရဲ့တူမလေးတေဆုံးသွားတာကိုလောင်ပြောင်ရဲမောနေကြတယ်လို့ကားလေးကတဖက်နီအယုတ်ကြီးကပါလိုက်ပြီးရဲမောနေပါတယ်ဆိုလိုတာကတော့အဲ့ဒီအယုတ်ကြီးလေအသက်ဝင်းနေပြီပေါ့ဇလန်းရဲ့နောက်ဆုံးမှာတော့အန်တီရဲ့အိမ်ကိုအမျိုးသမီးတယောက်ရောက်လာပါတယ်သူမဟာတော့အန်တီရဲ့ညီမလေးပါပဲသူမဟာအန်တီလက်ထက်ကချက်ကီခေါင်းချက်ကြီးကိုကြည့်ပြီးငါ့အကိုအန်တီကငါ့ကိုဒီကိုလာဖို့ခေါ်ထားတယ်လို့ပြောလိုက်ရင်လည်းဒီဇလန်းကဒီနေရာမှာတင်ပြီးဆုံးသွားပါတော့တယ်ကဲဒီဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပါပြီအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့တခြားရုပ်ရှင်ဇလန်းအညွှန်းဗီဒီယိုလေးကိုဆက်ပြီးကြည့်ရှုဖို့အတွက်အောက်က comment မှာ next လို့ရေးပေးခဲ့ဖို့မမေ့နဲ့အောင်နော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်ဆုံကြမယ်နော်